နေ့ဗီဒီယိုထဲမှာတော့ Marvel Universe ထဲမှာအကျဉ်းဆုံးနဲ့အသက်ရခံဆုံး Mutant Superhero တယောက်ဖြစ်တဲ့ Wolverine ကိုပေါ့နော်ကျွန်တော်တို့ခင်ဗျားတို့လိုမျိုးဘာ super power မှမရှိတဲ့တာမန်လူသားတယောက်ဖြစ်တဲ့ Punisher Frank ကဘယ်လိုမျိုးအနိုင်ယူခဲ့လဲဆိုတာကိုဒီနေ့ဗီဒီယိုမှာပြောပြပေးမှာဖြစ်ပါတယ် Punisher ဆိုတာကရက်ဆက်ပြီးတော့ထက်မြက်တဲ့တိုက်ခတ်ရေး viewer မူတယောက်ပါဆိုတော့အခုလက်ရှိမှာလည်းသူ series ထွက်နေပြီဆိုတော့ဒီဘဲအကြောင်းကိုသိအောင်လို့ကျွန်တော်ဒီနေ့ပြောပြပေးမယ်ဆိုတော့ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ဖို့တောင်းဆိုလိုက်ပါတယ်ဗီဒီယိုလေးကိုဆက်လိုက်အောင်အခုပြောမယ် comic ကဒီ2000ပြည့်နှစ်တုန်းကပေါ့နော် Gar Ennis ဖန်တီးခဲ့တဲ့ဒီ Punisher Page 60နဲ့ 70ကြားမှာဖြစ်ပွားခဲ့တဲ့ comic ဇာတ်လမ်းလေးပါလူဆိုးတွေကိုပြန်ပြီးဆွဲပြီးခြေထောက်တွေကိုရဲရဲစက်စက်ဖြတ်တောက်နေတဲ့လှုပ်ဝက်အဖွဲ့အစည်းတစ်ခုကို Punisher ကလိုက်လံစုံစမ်းနေတာဖြစ်ပါတယ်အဲ့လိုမြင်ကွင်းမျိုးတွေကသူ့အတွက်တောင်စိတ်ပြက်စရာဖြစ်နေပြီမဲ့ Frank ကတော့ထုံးစံတိုင်းသူ့ရဲ့အပြစ်ရှိသူအကုန်တက်ဆိုတဲ့ logic နဲ့အကုန်လုံးကိုလိုက်လံရှာဖွေစုံစမ်းနေတာဖြစ်ပါတယ်။စုံစမ်းစစ်ဆေးရင်းနဲ့ပဲသူဟာဘားတစ်ခုရောက်သွားခဲ့ပါတယ်။အဲ့ချိန်မှာတော့အမွှေးတွေအများကြီးနဲ့အနက်သက်ဆိုးတဲ့ကျွန်တော်တို့ Wolverine ကိုတွေ့လိုက်ရပါတယ်။ထုံးစံတိုင်းပဲညံနေတဲ့လူတချို့က Wolverine ကိုတွားပြီးတော့ရန်စကြပါတယ်။အဲ့လိုရန်စမိရာကြောင့်လိုကန်ကသူ့ရဲ့အတွင်းစိတ်ထဲကတောရိုင်းသွေးဆန်တစ်ကောင်လှုံနိုးလိုက်သလိုဖြစ်ပြီးတော့ဒီဘားတစ်ခုလုံးမှာရှိတဲ့လူတိုင်းကိုတပ်လိုက်ပါတော့တက်ဖြတ်နေပုံမှာပဲ Wolverine ကအရန်ကြောက်ဖို့ကောင်းတဲ့လွှတ်ဆက်တန်တစ်ခုကိုကြားမိလိုက်ပါအဲ့မှာသူမတက်ခဲ့တဲ့လူရဲ့ဖြတ်တောက်ထားတဲ့ခြေထောက်တစ်စုံကိုတွေးလိုက်ရပြီးတော့တွေးဆိုးနေတဲ့မြေအောင်ခန်းတကားတစ်ခုကိုလည်းသတိပြုမိလိုက်တယ်ပေါ့နော်ဒီတစ်ဖက်မှာကြည့်မယ်ဆိုလို့ရှိရင်လည်းဒီ Punisher ကဒီ night club တစ်ခုမှာပေါ့နော်လျှို့ဝှက်ကူတစ်ခုကိုတွေ့တယ်နောက်ပြီးတော့ဒီခြေထောက်ပြက်နေရလဲတွေ့ပြီးတော့အောက်ကိုဆင်းလာခဲ့ပေါ့နော်ဆိုတော့မှောင်မဲနေတဲ့ကူတစ်ခုကိုနှစ်ယောက်တူတူဆင်းလာပြီးတော့နှစ်ယောက်လုံးတယောက်နဲ့တယောက်တွေ့ပြီးတော့ကွာဒီလားဟိုဒီခြေထောက်ဖြတ်တဲ့လူကမင်းလားငါလားဆိုပြီးတော့ရန်စဖြစ်ကြတယ်လိုကန်ကဒီ Punisher ကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ Punisher ကတော့လုံးဝမဆိုင်မတော့ပဲတနက်နဲ့တက်တဲ့စောက်ခွက်ယူပစ်ပလိုက်တယ်။ Wolverine ရဲ့မျက်နှာအရေပြားကကွာကြပြီးတော့ဒီပြောင်လက်နေတဲ့ဒီ Adamantium ဦးကောင်းခွင်တခုထွက်လာတယ်ပေါ့နော်။သူ့ရဲ့ချောမောလှပတဲ့မျက်နှာလေးပျက်စီးသွားတာကြောင့်ဒေါသထွက်သွားတဲ့ Wolverine က Punisher ကိုရဲဆက်ဆက်ခုတ်တက်လိုက်ပြီးတော့ Punisher ကလည်းတွေးရိုက်နေမှာလဲကျသွားပါတယ်။ Wolverine ကအဆုံးသတ်ဖို့ကြိုးစားပေမဲ့ Punisher ကတော့ဒီအတင်းပြန်ယုံထွက်ပြီးတော့အဲ့နေရာနေလွတ်မြောက်သွားတယ်ပေါ့နော်။နောက်ပြီးတော့ Punisher ကဒီဘေးနားမှာရှိတဲ့ထုတ်ကိုကောက်ကင်ပြီးတော့လိုကန်ရဲ့ဘောတက်တဲ့ကိုဖျက်ရပလိုက်တယ်ပေါ့နော် Wolverine တယောက်နာကျင်လွန်းလူလိမ့်နေတယ်မှာပဲ Punisher ကအချိန်မဆွဲဘဲနဲ့ဓာတ်စီအပွားနေပြီးလောင်းချလိုက်တယ်လိုကန်ကိုဒီမီးရှိုးဖို့ပြင်ဆင်နေတော့မှပဲဒီခြေထောက်ဖြတ်မှုတွေရဲ့တကယ်တရားခံကအရက်ပူပူမာဖီးယားခိုင်းနေဆိုတာကိုသူတို့တွေ့သွားတယ်ပေါ့နော်အခြေအနေကသူတို့တိုက်ခိုက်နေရတွေကိုခဏရက်ပြီးတော့အဓိကတရားခံကိုတိုက်ခိုက်ဖို့အတွက်သူတို့နှစ်ယောက်သဘောတူလိုက်ကြတယ်ဒါပေမဲ့လည်းသူတို့နှစ်ယောက်လုံးလူပူလေးတွေဖမ်းတာကိုခံလိုက်ရတယ်ပေါ့နော်ဒီအရက်ပူတဲ့မာဖီးယားတွေကသူတို့ကိုအလုတ်ကျွေးပြုစီခြင်းနေပေမဲ့ဒီ Punisher က Wolverine ရဲ့အရက်ကိုလောင်ပြောင်တဲ့အကြံကိုထုတ်လိုက်တာကြောင့် Wolverine ကဒေါသထွက်ပြီးတော့ခေါင်းဆောင်နဲ့သူ့ရဲ့တပည့်တို့စတင်တိုက်ခိုက်နောက်ပြီးသူတို့နှစ်ယောက်အဲ့နေရာကနေထွက်ပြေးလာပြီးအနားမှာရှိတဲ့လမ်းကျိတ်ဆက်တစ်ခုရဲ့အနောက်မှာပုန်းခဲ့ရပေါ့နော်အဲ့ချိန်မှာ Wolverine က Punisher ကိုကျေးဇူးတင်စကားပြောခဲ့ပေမဲ့ Punisher က Wolverine ရဲ့ဘောကိုတနက်နဲ့ထပ်ပြီးတော့ပစ်ခဲ့ရပေါ့နော်နောက်ပြီး Wolverine ကိုလူဆိုးခိုင်းရဲ့အစာအဖြစ်ထားခဲ့ပြီးတော့ Punisher ကသူပြစ်နိုင်တဲ့လူတွေကိုပြစ်ပြီးတော့ဘေးကင်းအောင်ထွက်ပြေးခဲ့တယ်။အဲ့ဒီနောက်မှာလူပူလေးတွေက Wolverine ကိုဖမ်းသွားပြီးတော့သူတို့ရဲ့လက်စားချေဖို့အတွက်လွှတ်ဆက်ကိုယူပြီး Wolverine ရဲ့ခြေထောက်နှစ်ချောင်းလုံးကိုဖျက်ပလိုက်တယ်ပေါ့နော်။ဒီ Wolverine ကိုလူပူလေးတွေကနှိမ့်ဆက်နေတဲ့အချိန်မှာပဲ Punisher ကရောက်လာပြီးတော့တနက်နဲ့အကုန်လုံးပြစ်တက်လိုက်တယ်ပေါ့နော်။ Punisher ကြောင့်သူခံစားခဲ့ရတဲ့ပြင်းထန်တဲ့ဒဏ်ရာတွေကိုမကြည်မနှက်ဖြစ်နေ Wolverine ကလက်စားချေဖို့အတွက် Punisher နောက်ကနေပြီးတော့တွားလိုက်လာတယ်ပေါ့နော်။ Punisher လည်းသူ့ရဲ့ရန်ညိုးတွေကိုအပီးတိုင်အဆုံးသတ်ဖို့အဲ့မှာပဲလှုပ်ဆောင်ခဲ့တယ်။အဲ့ဒါကဘယ်လိုမျိုးလဲဆိုတော့လမ်းကျိတ်ဆက်စီကိုအေးဆေးလမ်းလျှောက်သွားပြီးတော့စက်ကိုနှိုးလိုက်တယ်။သူတွေးနေတာတွေကိုမလုပ်ဖို့ Wolverine ကတောင်းပန်ခဲ့ပေမဲ့အဲ့စကားနားမထောင်ဘဲနဲ့ Wolverine ကိုဒီလမ်းကျိတ်ဆက်နဲ့ကြိတ်လိုက်တယ်ပေါ့နော်။ခုနကလမ်းကျိတ်ဆက်နဲ့ Wolverine ကိုတက်ဖိထားတာကြောင့် Wolverine လက်နဲ့လက်သေးရအပြင်ထွက်နေပြီးတော့ဒီ comic လေးကအဆုံးသတ်သွားတယ်ပေါ့နော်။ဆောင်းဝမ်းချမ်းပြီးတော့ဆောင်းရမ်းမိုက်တဲ့ comic လေးတစ်ခုဖြစ်တာကြောင့်ဒါ Marvel comic ထက်ဆိုင်လို့ရှင် The Point comic လို့တော့ထင်ရတယ်ပေါ့နော်။အခုဖတ်ပြသွားတဲ့ comic လေးကိုကြိုက်နေတတ်မယ်လို့မျှော်လင့်ပါတယ်။နောက်ပိုင်းနေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ superhero content တွေ video တွေ comic တွေကိုပြပြပေးမှာမို့လို့ကျွန်တော် YouTube channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်တွေ့ကြပါမယ်။